မကွေးတိုင်းပခုက္ကူမြို့နယ်ဆောင်ချမ်းကုန်းရွာကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရာတော်လှန်ရေးတပ်ဖွဲ့ဝင်အနည်းဆုံး9ဦးကြာဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်။မေလ9ရက်နေ့ည9:50မှာတစ်ကြိမ်ည8:03မှာတစ်ကြိမ်စစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်သွားတာလို့ဒေသခံတချို့ကပြောပြပါတယ်။လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့တိုက်လေယာဉ်ဟာ SU-30 ဖြစ်ပြီးပေါင်900ဘုံနှလုံးကျဲချသွားတာပါ။လေကြောင်းတိုက်ခိုက်ခံရတဲ့ဆောင်ချမ်းကုန်းရွာဟာမြိုင်နဲ့ပခုက္ကူမြို့နယ်ဆက်မှာရှိပါတယ်။ဒေသခံတနင်္ဂနွေတွေရဲ့ပြောပြချက်အရစာတင်ကျောင်းပေါ်ကိုကျဲချသွားတာဖြစ်ပြီးနောက်ဆုံးရရှိချက်အရသေဆုံးသူ9ဦးနဲ့ဒဏ်ရာရရှိသူ10ဦးရှိတယ်လို့သိရပါတယ်။မေလ1ရက်နေ့မှာပခုက္ကူမြို့နယ်အမှတ်101တပ်မဌာနချုပ်တမခ101ကနေမြိုင်မြို့နယ်ကိုထွက်လာတဲ့အင်အား180ကျော်ပါတဲ့စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကမေလ2ရက်နဲ့3ရက်နေ့တွေမှာဖျက်တောက်တိုက်ခိုက်ခဲ့လို့စစ်တပ်ဘက်ကအထိနာခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုပြီးတဲ့နောက်မှာအဲ့ဒီစစ်ကြောင်းကရွာတွေကိုလက်လက်စစ်ကြောင်းထိုးဖျက်ဆီးနေပြီးဘုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်လှုပ်ဆောင်နေခဲ့ပါတယ်။အဲ့ဒီနောက်မေလ6ရက်နေ့မှာပခုက္ကူမြို့နယ်ကန်တော်ရွာကနေထွက်လာတဲ့အင်အား190ပါတဲ့စစ်ကူစစ်ကြောင်းတစ်ကြောင်းဟာလည်းမြိုင်နယ်ဗဟတ်ကျောက်ရွာဘက်ကိုဦးတည်နေပါတယ်။တမခ101ကထွက်လာတဲ့စစ်ကြောင်းဟာမေလ6ရက်နေ့ကမြိုင်မြို့နယ်လေးတန်းရွာဖုန်ကြီးကျောင်းကိုမိရှို့ဖျက်ဆီးသွားခဲ့ပြီးမေလ4ရက်ညပိုင်းမှာလည်းမြိုင်မြို့နယ်အတွင်းကိုလေကြောင်းတိုက်ခိုက်ခဲ့သေးတယ်လို့ဒေသခံတွေစီကနေသိရပါတယ်ရှင်။